တီယိုတောင်ပေါ်မှာမနက်9 နာရီဖွေးနေပဲမြူတွေအကုန်လုံးအုံမိုင်းနေပဲမနက်9 နာရီပါကြတီယိုတောင်ကျွန်တော်ဖျားတော့ပို့ပါမယ်ပြီးရင်ကျွန်တော်တို့ရေတကွန်သွားပါမယ်ကျွန်တော်လည်းပါပါတယ်ဒီကဖြုတ်ပါနော်ဟမ်ဆက်ဖြုတ်ဒီထပ်ဖြုတ်မိတ်ဆွေနေပြီဟောနေလောခုကျွန်တော်တို့ရွှေသင်္ကန်းကပ်ဖို့အတွက်ရွှေဆိုင်မြောင်းဌာနကိုကျွန်တော်သွားနေပါတယ်။ရွှေသင်္ကန်းကပ်လို့ရ။ Hello ဒါတော့ foreigner ပါ။ကျွန်တော်ဒီဖျားဘူးကျွန်တော်ကြက်ကျူးမှာတွေ့တာ။ဟမ်ဒါလည်း foreigner ပါပဲ။သူကတော့ဟိုက Nice to meet you လစ်ပြားပါလစ်ပြားလာ။ဒါတော့ဟောင်ကောင်ပါဟောင်ကောင်လာသူကဂျက်လီလိုက်တင်ကမြူနဲ့အနေနဲ့ပေါင်းပြီးကျွန်တော်တို့ထိုးပေးတာရွှေအားလုံးကိုကြားရောက်စီရွှေအောင်လာရွှေအောင်သူကမြူကြားထဲမှာနေအောင်ဝင်လာတော့ရွှေအောင်ဖြစ်သွားတယ်Hello morning ကျွန်တော်တို့တတိယတော့ပြန်ဆင်းတော့မယ်ဒီဆိုင်လေးကကျွန်တော်တို့ဒီကြိုက်ကြီးကိုစရောက်တဲ့ကကျွန်တော်ဒီဆိုင်လေးမှာပဲစားဖြစ်တယ်။ဟုတ်စားလဲကျွန်တော်လုံးနဲ့သုံးနဲ့ကျွန်တော်ပြန်มาတော့မယ်။ဟုတ်မယ်။ပြန်ပြီတတာပါ